ချက်ပရိတ်တက်များအားလုံးမင်္ဂလာပါခင်ဗျဒီတစ်ခါကျွန်တော်လာရောက်တင်ဆက်ပေးသွားမယ့်အကြောင်းရင်းလေးကတော့အောင်စုရဲ့စမ်းရင်မိုးရဲ့သူတို့နှစ်ယောက်ရဲ့ဒီ performance နဲ့ပတ်သက်ပြီးတော့ဗောနော်သူတို့ပရိတ်တက်လေးတယောက်နဲ့တယောက်အပြိုင်ဆိုင်ရှိခဲ့ကြတာဗောနော်သူတို့တွေကဒီတစ်ခါဆိုရင်တော့အောင်စုရဲ့စမ်းရင်မိုးရဲ့ဘယ်သူကအားပေးမှုအများဆုံးရှိလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ရင်းနဲ့မဲခွဲပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒီတစ်ခါကျွန်တော်လာရောက်တင်ဆက်ပေးသွားမှာကတော့အောင်စုနဲ့စမ်းရင်မိုးရဲ့ပွဲကြိုက်ခင်ဆိုတဲ့ performance လေးကိုတစ်ချက်တော့အားပေးသွားပါခင်ဗျပြီးကြမှာကျွန်တော်တို့ပြန်လဲသုံးသပ်ကြမယ် let's go ကားတော့တော်တော်ကောင်းတယ်နော်မင်းသမီးတွေနောက်မှတော်တော်ညီနေရောပဲဒါကတော့အောင်စုကားပြောက်ဖြော်ဖြေပေးသွားတဲ့ဒီပွဲကြိုက်ခင်ပေါ့နော်အဆိုရောအကရောပေါ့နော်သူတို့ရဲ့ performance ကတော့ပြီးဆုံးသွားပါပြီခင်ဗျာသူတို့ကအောင်စု fan တွေအတွက်ကတော့သူတို့ရဲ့မင်းသားကဘယ်လောက်ထိ performance ကောင်းလဲဆိုတာကိုသူတို့ comment ထဲမှာရေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီတစ်ခါကျတော့စမ်းရင်မိုးရဲ့ပရိသတ်တွေအတွက်အလှည့်ရောက်လာပဲဖြစ်ပါမယ်ခင်ဗျာသူတို့ကစမ်းရင်မိုးရဲ့ performance ကဘယ်လောက်ထိကောင်းလဲဆိုတော့တစ်ချက်လောက်အားပေးသွားဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ let's goကြည့်နေကိုပါကားရှင်လားခစ်ပေါ်နေတွဲပြီးဆိုရတာနော်မိုက်တယ်တော့ကောင်းတယ်နော်
စပွဲတော့ကနေတယ်ကိုသားလေးကိုတူလေးကိုမောင်လေးကိုကိုမျက်နှာမငယ်ရအောင်တွားပေးအောင်မဆိုပြီးတော့ဘုရင်လည်းရောက်လာကြတယ်လိုင်းပေါ်ကနေပြီးတော့စုလေးရရင်လည်းပြောနေကြတာဘယ်လိုအင်းများတဲ့ချစ်ချင်းတွေတိုင်းဟုတ်ပါလားဒါမလို့ပွဲမစားခင်ညနေလေးကရောက်နေကြပြီပွဲမစားသေးဘူးတလောက်တော့ဖြားလေးဝယ်ပြီးကြတယ်ဟုတ်တယ်မလားမမရေဟုတ်တယ်မလားမမရေတပြားရလားတပြားရလားဝင်ငါနေရောမဲကဲဒါကတော့စက်ရင်မိုးတို့ရဲ့ပြိတ္တအတွက်တကယ်ကိုဂုဏ်ယူစရာဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောလို့ရှိရင်ဘက်လိုက်တာဖြစ်မယ်ကျွန်တော်ကြည့်ရင်နဲ့ဒီအကပ် performance ဘက်ကိုကျွန်တော်မကြည့်သေးပဲနဲ့အဆိုအပိုင်းမှာပဲဒါပေမဲ့အောင်စုကသူကပွဲဆက်များလို့အတန်နဲ့မနိုင်လို့ပြောနေကြတာအတန်မနိုင်မှုဆိုလို့ရှိရင်တော့ဒါကတော့သူ့ရဲ့ပြိတ္တတွေသုံးသပ်ပေးတော့မှဖြစ်ပါတယ်စက်ရင်မိုးကတကယ်ကိုကောင်းတာနော်ကျွန်တော်ဘက်လိုက်တာပြောတာမဟုတ်ဘူးနော်အကရောသူ့ရဲ့ဒီနှုတ်အမူအရာရောကိုယ်အမူအရာအကုန်လုံးကိုကကောင်းတယ်ဒီအချိန်မှာအောင်စမူကစမ်းထလို့အများကြီးကြော်တက်နေတာတော့မှဒါပေမဲ့ကျွန်တော် recommend ပေးချင်တာကတော့ဒီစက်ရင်မိုးကတော့တကယ်ကိုမှဒီလို့ပြမယ်အနုပညာနဲ့ပတ်သက်ပြီးတော့တော်လေးကိုperformance အပြည့်ပေးနိုင်တယ်လို့ကျွန်တော်တော့မြင်တယ်အောင်စမူမကောင်းလို့ကျွန်တော်ပြောတာမဟုတ်ဘူးအောင်စမူနဲ့စမ်းရင်မိုးကိုပြိုင်ကြည့်လိုက်တဲ့အခါမှာစမ်းရင်မိုးကတော်လေးကိုကောင်းတာနော်အောင်စမူကြတော့သူလဲကောင်းတယ်လို့သူ့ရဲ့ဒီသူ့ကိုလို့ပြမယ်ဝမ်းရံပေးတဲ့သူ့ရဲ့လူရှင်တော်လည်းကောင်းတယ်တို့တော့စက်ရင်မိုးနဲ့ပြိုင်လိုက်တဲ့အခါမှာပြိုင်တာမဟုတ်ကျွန်တော်အခုရှင်လိုက်တဲ့အခါမှာလူရှင်တော်ခဏပဲနှစ်ယောက်သားကိုပဲperformance အဓိကကြည့်မယ်ဆိုလို့ရှိရင်တော့စက်ရင်မိုးရဲ့ performance ကတော်လေးကိုမှကျွန်တော်တို့ကုံယူစရာဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့personal အရာကျွန်တော်ရဲ့အမြင်အရပြောမယ်ဆိုလို့ရှိရင်စက်ရင်မိုးကတော့တော်လေးကိုမှကျွန်တော်recommend ပေးပါတယ်အကမှာရောအဆိုမှာရောပေါ့နော်ဆိုတော့ကအခုကြည့်နေတဲ့အောင်စမူ fan လေးရှိတယ်လို့စက်ရင်မိုး fan လေးရှိတယ်သူတို့နှစ်ယောက်ရဲ့ fan ကိုကျွန်တော်ပြောချင်တာတခုကတော့ကျွန်တော်ရန်တိုက်ပေးတာမဟုတ်ဘူးနော်ကိုယ့်ရဲ့မင်းသားကအကလိုနေတယ်အဆိုပိုင်းမှာလိုနေတယ်ဆိုလို့ရှိရင်တော့သူတို့ကိုဓာတ်ရိုက်သွားပြီးတော့အားပေးပါအကြံတွေပါပေးပါဒါမှပို့ပြီးတော့သူတို့ပြုပြင်လာပြီးတော့ပိုကောင်းတာပြင်ဆင်လာလိမ့်မှာဒီတိုင်းပဲပြိတက်ချင်းတယောက်နဲ့တယောက်မခံချင်စိတ်နဲ့ပြောနေမယ်ဆိုလို့ရှိရင်ဘာမှလေတိုးတက်ကြောင်းလမ်းကြောင်းတွေမပေါ်ဘူးကျွန်တော်ပြောချင်တာသိလားရန်တိုက်ပေးတာမဟုတ်ဘူးနော်ကိုအားပေးတဲ့ပြိတက်ကိုအားပေးတဲ့မင်းသားကိုတော့လောလက်အားပေးပိုင်ခွင့်ရှိပါတယ်ဆိုတော့ကဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာစွန့်ရင်မိုးပြိတက်နဲ့အောင်စမူရဲ့ပြိတက်ဘယ်သူကအများဆုံးလဲဆိုတော့ကျွန်တော်တို့ comment ထဲမှာကျွန်တော်တို့ကြည့်သွားမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ကဒီရဲ့ performance ကိုလည်းတစ်ချက်လောက်ဝေဖန်သုံးသပ်ပေးကြပါခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျဘိုင်ဘိုင်